ဘုန်းကြီးတွေသူ့အကြောင်းကိုယ်အကြောင်းဆိုတာသိရလူတွေကသူ့အကြောင်းငါသိပါတယ်ကိုယ်အကြောင်းသူသိပါတယ်နဲ့ဒါပြောကြတယ်တကယ်သိတာတော့မဟုတ်တဲ့ဟာတွေသိကျင်လဲသိနေပဲပေါ့အရေးကြီးတဲ့သူ့အကြောင်းကိုယ်အကြောင်းကဘာလဲလောကမှာလူတွေအိမ်တော်ဖက်ကြတာတောင်မှသူ့အကြောင်းလည်းကိုယ်မသိကိုယ်အကြောင်းလည်းသူမသိအခုတွေ့အခုအိမ်တော်ပြုတ်ကြတယ်ဆိုတဲ့ပုံကိုယ်တွေခဏအိမ်တော်ပြုတ်လက်ဖြင့်ကကွဲမတဲကြဘာဖြစ်လို့သူ့အကြောင်းလည်းကိုယ်မသိဘူးကိုယ်အကြောင်းလည်းသူမသိဘူးပေါ့ရှင်းတော့ကတော့ကြားဘူးတာအိမ်တော်မဲ့ပြုတော့မယ်ဆိုလို့ရှိရင်3 နှစ် 3 မို့ချိန်ဆောက်လေ့လာစသရာစိတ်နေသဘောထားကစလေ့လာပြီးတော့မှအိမ်တော်ပြုတ်ကြတယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းပဲသူ့အကြောင်းကိုယ့်အကြောင်းလေ့လာမလေ့လာဘူးဆိုလို့ရှိရင်မှားယွင်းနိုင်တယ်လောကမှာကြီးပွားတိုးတက်ခြင်းရဲ့အဓိကအကြောင်းအခြေခံအကြောင်းဟာဘာလဲ38ပြမင်္ဂလာထဲမှာဟောထားတာရှိတယ်လေအသေဝနာသဘာလနာပဏိတနိသသေဝနာဆိုဆက်ဆံရေးကစပြီးအဓိကထားတာပေါ့ပေါင်းရမဲ့လူနဲ့မပေါင်းရမဲ့လူဒီနှစ်ခုကအရေးမကြီးဘူးလားသိကိုရေးကြည့်တယ်တဲ့ကိုလူဘဝမှာအောင်မြင်တိုးတက်ဖို့အတွက်ဘဝခရီးကိုဖြောင်းဖြောင်းတန်တန်ရှောက်လှမ်းနိုင်ဖို့အတွက်ဆက်ဆံရေးအသိရည်လူဆိုတာ society ထဲမှာနေတဲ့တတ္တဝါမျိုးဖြစ်တဲ့အတွက်ကြောင့်အပေါင်းနဲ့အသင်းနဲ့ဒီလိုနေတာကိုအဲ့လိုနေတဲ့အခါမှာအပေါင်းအသင်းဟာသိအရေးကြီးတယ်အပေါင်းအသင်းကြောင့်လည်းကောင်းသွားနိုင်တယ်အပေါင်းအသင်းကြောင့်လည်းထိခိုက်နိုင်တယ်ပေါ့မကောင်းတဲ့လူနဲ့ပေါင်းသည့်အတွက်ကြောင့်မကောင်းတဲ့ဟုတ်လားအပုပ်နဲ့ထွက်တာပေါ့ကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်ကောင်းတဲ့ရင်ကျွဲတာပေါ့မြတ်စွာဘုရားကရှင်းရှင်းလေးဥပမာပေးထားတာနော်ဥတိမစ္ဆံကုသခေနယောနရောဥပနရှတိဆိုလိုတာကပုတ်နေတဲ့ငါသို့မဟုတ်ငပိပေါ့ငပိကိုဖက်ကလေးနဲ့ထုတ်လို့ရှိရင်အဲ့ဒီဖက်ကလေးဟာငပိပုတ်အနတ်မနာဘူးလားမှန်ပါဗျာမကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်အဲ့ဒီလိုကိုယ်လည်းအနံဆိုးထွက်တာပဲလို့ပြောတာနော်ထို့တူပဲကောင်းတဲ့ဆိုပါစို့အဲ့ဒီဖက်ကလေးကိုပဲဖက်ကလေးစပယ်ပန်းလေးထုတ်လိုက်တဲ့ဖက်ကလေးဆိုရင်ဖက်ကလေးကငကောကအနတ်မရှိပြီမလို့စပယ်ပန်းထုတ်ထားတဲ့ဖက်ကလေးရောမမှွေးဘူးလားမှွေးပါဗျာသူတော်ကောင်းနဲ့ပေါင်းလို့ရှိရင်အ ਨੇ ဆုံးရတဲ့အကျိုးကအဲ့ဒါလောက်လေးတော့ရတယ်ပေါ့ဒါလောကကြီးမှာထင်ရှားတဲ့အရာတစ်ခုပဲမြတ်စွာဘုရားကဘာလူပသေဝနာလူမိုက်နဲ့ပေါင်းခြင်းပန္တိတုပသေဝနာပညာရှိနဲ့ပေါင်းခြင်းဆိုတာအကျိုးကျေးဇူးနှစ်ခုလူတကာနားလည်အောင်လို့ဥပမာလေးနဲ့ပြောတာဆိုတာအဲ့ဒါကြောင့်မို့လို့ပေါင်းသစ်ဆက်ဆံရေးဟာအရေးကြီးတယ်ဆိုတော့သူ့အကြောင်းကိုသိမှကိုယ့်အကြောင်းသူသိမှပေါင်းလို့ရတော့မှာပေါ့အကြောင်းမသိပဲပေါင်းလို့ရှိရင်ဒီပုဂ္ဂိုလ်ကအချင်းစာရိတ္တကောင်းတဲ့ပုဂ္ဂိုလ်ဟုတ်ကဲ့လားမဟုတ်ဘူးလားသိနိုင်ပါမလားသိနိုင်ပါဘူးဗျာမြတ်စွာဘုရားကဒီတုတ်တံမှာအချက် 4 ချက်နဲ့ဟောထားတာကိုကြည့်ကြရအောင်သူ့အကြောင်းကိုယ်အကြောင်းဆိုတာကိုယ်လည်းပါတယ်သူလည်းပါတယ်ပေါ့မြတ်စွာဘုရားဟောထားတာသူ့အကြောင်းကိုယ်အကြောင်းသိဖို့ဘာလို့လဲတဲ့အဲ့ဒီမှာတံဝါသေနတိလံဝေရိတပံဒီစကားလေးကိုမှတ်ထားတံဝါသေနဆက်ဆံပေါင်းသင်းကြည့်ခြင်းဖြင့်တိလံကိုခြင်းတရားကိုဝေရိတပံသိနိုင်တယ်တူအကြောင်းကိုသိခြင်းလူတယောက်ရဲ့ကိုခြင်းတရားကောင်းမကောင်းကိုခြင်းတရားကောင်းမကောင်းကိုအပေါ်ယံကြည့်လို့သိမလားမသိဘူးကိုခြင်းတရားကောင်းမကောင်းကိုဆက်ဆံပေါင်းသင်းကြည့်လို့ရှိရင်သိတယ်ကြာကြာနေပြီးတော့သိအဲ့လိုသိတယ်ဆိုတာတောင်မှပဲမြတ်စွာဘုရားဘာဟောတော့တင်စခောဒီကေနအထုနာအချိန်ယူရတယ်တဲ့ချက်ချင်းမသိဘူးတဲ့ဘာလို့ဆိုလူလောကမှာဟန်ဆောင်နေတဲ့ပုဂ္ဂိုလ်တွေကအများကြီးရှိတယ်လေပရမကြည့်လိုက်တဲ့အခါကျကိုချင်းတရားကောင်းတဲ့ရောင်ရောင်ရှိကြာကြာပေါင်းတဲ့အခါကျကြာကြာမထိန်နိုင်တဲ့အခါကိုချင်းတရားမကောင်းဘူးဆိုတာသိလာတယ်ပေါ့နော်ဒါကြောင့်မို့တင်စခောဒီကေနအထုနာနဣတရေ
အချင်းကြာမှသိနိုင်တယ်အဲ့တော့အချင်းကြာတိုင်းသိမလားလို့ဆိုမသိသေးဘူးတဲ့ဘာလဲဆိုမနတိကရောတာနောအမနတိကရောတတိထားတဲ့လူမှသိမှာတဲ့တတိမထားရင်မသိဘူးတဲ့လူတယောက်အကြောင်းကိုတတိထားရမယ်ကိုချင်းတရားကောင်းတယ်မကောင်းဘူးဆိုတာစိတ်ထဲမှာနှလုံးသွင်းပြီးတော့ကြည့်ဖို့လိုတယ်တတိထားမှမြင်တယ်ဒါဖြင့်တတိထားတိုင်းသိသလားလို့ဆိုမသိသေးဘူးတဲ့တင်စခေါ်ပညာဝတ္တာပညာရှိမှသိတယ်ပညာမရှိတဲ့လူကြတော့မသိဘူးဘလောက်ပေါင်းနေမကောင်းတဲ့လူလည်းကောင်းထင်နေမှာပဲကောင်းတဲ့လူလည်းမကောင်းထင်ရင်ထင်နေမှာပဲဟုတ်ကလားအဲ့တော့ဆိုလိုတာကလူတယောက်ရဲ့ကိုချင်းတရားကိုသိဖို့အတွက်နံပါတ်1အချိန်ကြာပေါင်းရမယ်ကြည့်ရမယ်နံပါတ်2တတိထားရမယ်နံပါတ်3ပညာရှိရမယ်အဲ့ဒါကြမှာသူ့အကြောင်းကိုအကြောင်းသိလူလောကလူတွေကြုံလို့သူ့အကြောင်းသူ့အတင်ပြောကိုအတင်ပြောဒါတွေပြောတာမဟုတ်ဘူးเนาะအဲ့ဒါကတန်ဖိုးရှိတဲ့ကိစ္စမဟုတ်ဘူးတန်ဖိုးရှိတဲ့လူသူ့အကြောင်းကိုအကြောင်းဆိုတာကိုချင်းတရားကောင်းမကောင်းဒါကိုကြည့်ရမယ်လူတယောက်ကိုဆက်ဆံတော့မယ်ဆိုရင်ဘုန်းကြီးတို့ကဒီလူဟာကိုချင်းတရားကောင်းသလားကိုချင်းတရားမကောင်းဘူးလားဒါကြည့်ကြတာပဲမဟုတ်လားခုခေတ်တော့တမန်အပေါ်ယံလေးကြည့်တယ်ဟေ့ဒီလူကအတောက်စားရှိသလားအတောက်စားမရှိဘူးလားအခက်စားရှိသလားတချို့ပုဂ္ဂိုလ်တွေအဲ့လိုစဉ်းစားတချို့ကြတော့လေခွင့်လွှတ်လိုက်တယ်ယောက်ျားပဲအတောက်စားတော့ရှိမှာပေါ့ဟုတ်ကဲ့မျိုးပဲလေသို့တော့ဒီလူဟာစင်လုံးကျော်ကိုချင်းတရားကောင်းတဲ့လူဟုတ်သလားကောမဟုတ်ဘူးလားဆိုတာဟာအချိန်လဲယူရမယ်တတိလဲထားရမယ်ပညာလဲရှိရမယ်ဒါမှသိနိုင်တယ်တဲ့အထုံးမဆိုမသိဘူးတဲ့ကိုချင်းတရားဟာလူလောကမှာတန်ဖိုးရှိတဲ့အရာဖြစ်လို့ကိုချင်းတရားမကောင်းတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ဆက်ဆံပေါင်းသိမိပြီဆိုလို့ရှိရင်ဒုက္ခတွေရောက်ကြတယ်မဟုတ်လားခုခေတ်မှာလူမှုရေးဒုက္ခတွေကျုံနေကြတယ်မိသားစုတွေအတွင်းမှာလူမှုရေးဒုက္ခတွေကျုံနေကြတယ်စိတ်ဆင်းရဲမှုတွေကျုံနေကြတယ်မျက်ရည်နဲ့မျက်ခွက်ဖြစ်နေကြတယ်ဆိုတာကိုချင်းတရားကောင်းသည့်အတွက်ကြောင့်အဲ့ဒါလိုဖြစ်ရတာများရှိသလားမရှိဘူးကိုချင်းတရားမကောင်းတာကိုအကြောင်းပြုပြီးတော့သာဖြစ်နေကြတာအဲ့တော့သူ့အကြောင်းသိဖို့မလိုဘူးလားသူ့အကြောင်းသိဖို့လိုတယ်လို့ကိုအကြောင်းလည်းကိုသိဖို့လိုတယ်နံပါတ်1ဟာကိုချင်းတရားပဲကိုချင်းတရားကိုသိအောင်ကြိုးစားရမယ်တံဝါသေနသီလံဝေဒိတပံဘုရားဟောတဲ့စကားတာတံဝါသေနဆက်ဆံပေါင်းသင်ခြင်းဖြင့်သီလံကိုချင်းတရားကိုဝေဒိတပံသိနိုင်တယ်ဒါကြောင့်မို့လို့ပြောကြတယ်ပေါင်းကြည့်မှအကြောင်းသိဆိုတာဟုတ်ကဲ့လားပေါင်းမသိပဲနဲ့အထင်ကလေးနဲ့ဒီလူအပြင်တော်လိုက်တာတော်တယ်နဲ့ဆိုနောက်ကြတော့နော်ပမာစကားပုံတော်ရှိသေးနော်အာသမီတော်လှနဲ့ရောက်မှမြင်းစည်းထွက်ဆိုတဲ့စကားတော်ရှိသေးအဲ့တော့သေသေးချာလူတယောက်အကြောင်းသိဖို့အမတန်မှလို့အကြောင်းဆိုဒီမှာကိုချင်းတရားအဲ့လူလောကမှာအရေးကြီးဆုံးကိစ္စတစ်ခုကိုမြတ်စွာဘုရားဟောတာဒါလူမှုဆက်ဆံရေးမှာသီလအရေးပါတယ်လို့ပဲတရားဓမ္မကျင့်တဲ့နေရာရောသီလအရေးမပါဘူးလားသီလေပဋိဋ္ဌာယကိုကျင့်တရားပေါ်မှာယတ္တိယသမထကျင့်စဉ်မဲ့ကျင့်ဝိပဿနာကျင့်စဉ်မဲ့ကျင့်ကိုကျင့်တရားပေါ်မှာယတ္တိပြီးကျင့်မှအောင်မြင်တယ်ကိုကျင့်တရားပြည့်ရွှင်နေတယ်ဆိုလို့ရှိရင်မအောင်မြင်ဘူးတဲ့ဒါကိုကျင့်တရားကောင်းအောင်ရင်ဒါဖြင့်သမထကျင့်စဉ်ကျင့်တာတို့ဝိပဿနာကျင့်စဉ်ကျင့်တာတို့သီလကဘလို့အထောက်အကူပြုတာတုံးလို့စဉ်းစားကြည့်ဖို့လို့သီလကဘလို့အထောက်အကူပြုတုံးဆိုရင်ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဟာစိတ်ထဲမှာကိုကျင့်တရားကိုအကြောင်းပြုပြီးတော့စိတ်မသက်မသာတာဖြစ်သလားမဖြစ်ဘူးစိတ်ချမ်းသာတယ်ဟုတ်ကဲ့လားကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဒီအနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာမျိုးကိုသူရရှိနေတယ်အဝိပတိတာရလို့ခေါ်တယ်ကိုကျင့်တရားနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာစိုးရိမ်ပူဆာဘာမှမရှိဘူးစိတ်ဝမ်းသာကြည်နူးမှုရှိ
အဲ့လိုအဝိပ္ပိတာရဆိုတာရှိပြီဆိုရင်ဆင်ငဲတစ်ခုနဲ့တစ်ခုတိုးတက်မှုတွေရလာဘာရတော့ဆိုရင်အဝိပ္ပိတာရဆိုတာစိတ်နှလုံးကြည်သားနေလို့ရှိရင်ဘာဖြစ်လဲဝမ်းမြောက်ရတယ်တဲ့ဝမ်းမြောက်မှုဖြစ်လို့ရှိရင်ဘာဖြစ်လဲနှစ်ချိုက်မှုဆိုတဲ့ပီတိလာတယ်နှစ်ချိုက်မှုပီတိလာရင်နောက်ကဆက်ပြီးဘာလာတော့ဆိုပတ္တတိလို့ခေါ်တဲ့ငြိမ်းချမ်းမှုလာတယ်ကိုယ်ငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှုဒါတွေကရှောင်လွဲလို့မရဒါရှိရင်ဒါလာတယ်ဆိုတာအကြောင်းနဲ့အကျိုးပဲဟုတ်ကဲ့သီလရှိရင်နှလုံးကြည်သာတယ်နှလုံးကြည်သာရင်ဝမ်းမြောက်မယ်ဝမ်းမြောက်ရင်နှစ်ချိုက်မယ်နှစ်ချိုက်လို့ရှိရင်ကိုယ်စိတ်ငြိမ်းချမ်းတယ်ကိုယ်စိတ်ငြိမ်းချမ်းရင်ချမ်းသာတယ်ချမ်းသာရင်သမာဓိရလွယ်တယ်သမာဓိရလို့ရှိရင်ယထာဘူတညာဏတတနာအမှန်တိုင်းမြင်တဲ့အသိဉာဏ်လာတယ်တဲ့ဟောရှောင်လွဲလို့မရဘူးဒါကဲသီလမရှိဘူးဆိုလိုက်တာနဲ့တပြိုင်နက်သီလမရှိဘူးဆိုလို့ရှိရင်စိတ်နှလုံးမကြည်ဘူးမကြည်ရင်ဝမ်းမြောက်မှုလာမလားမလာဘူးပီတိဆိုတဲ့နှစ်ချိုက်မှုရောမလာဘူးပီတိမှမရှိရင်ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုရောမလာဘူးပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုမှမရှိရင်ဒုက္ခချမ်းသာမှုဆိုတာလာမလားဒုက္ခချမ်းသာမှုမှမရှိဘူးဆိုလို့ရှိရင်စိတ်ကလေးဟာငြိမ်နေဆိုတဲ့တမာတိဖြစ်ပါမလားစိတ်လေးမှမငြိမ်တဲ့လူတယောက်ဟာယထာဘူတညာဏတတနာမှန်ကန်သိတယ်ဆိုတဲ့အသိဉာဏ်ဖြစ်ပါမလားဖြစ်ပါဘူးဒီလိုသီလဟာအရေးကြီးတယ်လို့ပြောတာနော်သီလအမတန်မှအရေးကြီးတယ်အဲ့ဒီကိုချင်းတရားဟာသူလည်းကောင်းရမယ်ကိုလည်းကောင်းရှားရှည်ပေါင်းကြည့်လို့ဒီပုဂ္ဂိုလ်ဟာသီလကောင်းတဲ့ပုဂ္ဂိုလ်လားကိုချင်းကောင်းတဲ့ပုဂ္ဂိုလ်လားကိုချင်းမကောင်းတဲ့ပုဂ္ဂိုလ်လားဆိုတာသိလာတယ်အဲ့တော့ကိုယ်ကိုယ်လည်းသီလကောင်းအောင်ကြိုးစားဖို့လိုတယ်ကိုချင်းတရားတွေကောင်းအောင်ကြိုးစားဖို့လိုတယ်သူများကိုလည်းကိုချင်းတရားကောင်းစေဖို့အခြေခံအဆင့်ကစပြီးတော့ကိုချင်းတရားအရေးကြီးတယ်လို့ဒါပြောတာနော်ကဲနောက်တစ်ခုမြတ်စွာဘုရားအရေးကြီးတာလေးတစ်ခုထပ်ပြီးတော့ကိုချင်းတရားကောင်းပါပြီတဲ့နောက်တစ်ခုကတံဝောဟာရေနသောစေယံဝိဓိတပံတံဝောဟာရေနစကားပြောဆိုကြည့်ခြင်းဖြင့်သောစေယံစကားလုံးနဲ့ပတ်သက်ပြီးဂရိတီမှုမတီမှုစင်ကြယ်တန်ရှင်းမှုရှိမရှိကိုဝိရိတပံသိနိုင်တယ်လူတစ်ယောက်ဟာစကားပြောလို့ရှိရင်ဒီလူဟာစကားတီးသလားမတီးဘူးလားသို့မဟုတ်ဒီလူစကားပြောတာရှေ့နောက်ညီသလားမညီဘူးလားဆိုတာမသိနိုင်ဘူးလားသိနိုင်လားရှေ့နောက်စကားညီမညီဆိုတာအမတန်မှအရေးကြီးတယ်တချို့ကမလှုပ်တာကိုပြောတယ်လှုပ်တာကတခြားပြောတာကတခြားအရင်ပြောတော့ကဒီစကားနောက်တစ်ခါပြောတော့ဟိုစကားဖြစ်ပြန်နော်အရင်တော့ကကောင်းတယ်ပြောတယ်နောက်တစ်ခါပြောတော့မကောင်းဘူးပြောတယ်ဟောရှေ့နောက်မညီတာတွေမရှိဘူးလားအဲ့လိုမညီဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဒီဆက်ဆံမှုရအတွက်အများကြီးခက်သွားပြီဘာဖြစ်လို့လဲဆိုလူတစ်ယောက်နဲ့တစ်ယောက်ဆက်ဆံတယ်ဆိုတာဟာစကားနဲ့ပြောဆိုပြီးဆက်ဆံကြရတာလေအပြောဆိုနဲ့ဆက်ဆံတာဒါမှမဟုတ်စကားလုံးဆိုတာ communication ဆက်သွယ်ရေးအတွက်အရေးပါတယ်တယောက်နဲ့တယောက်ပြောတယ်စကားမတည်ဘူးဆိုလို့ရှိရင်ဒီလူနဲ့အယောင်းဝယ်လဲလုပ်လို့မရဘူးဘာမှလုပ်လို့မရတော့ဘူးနော်အခုတစ်မျိုးပြောသွားတယ်ဟိုနားကျတစ်မျိုးဖြစ်သွားတယ်ဒါကြောင့်မို့လို့လူတယောက်ဟာအဲ့ဒီလိုအမျိုးမျိုးပြောတတ်တဲ့လူလားအဲ့ဒီလိုမဟုတ်ဘဲနဲ့တိတိမတ်မတ်ရှင်းနောက်စကားညီတဲ့လူလားဆိုတာဟာပြောဆိုစကားပြောကြည့်ခြင်းဖြင့်သိနိုင်တယ်အဲ့ဒါလည်းပဲတစ်ခါတစ်ခါပြောကြည့်ုံနဲ့တော့မသိဘူးတဲ့အချိန်ကြာကြာလွတ်အပ်တယ်ဒါရမကဘူးတတိထားရမယ်တတိမထားရင်မသိနိုင်ဘူးပညာရှိမှသိတယ်ပညာမရှိရင်မသိဘူးတဲ့ဟောမြတ်စွာဘုရားလူလောကမှာအလွန်အရေးကြီးတဲ့ကိစ္စတွေကိုဟောတာဟုတ်ကဲ့သူအကြောင်းကိုအကြောင်းဆိုတာဒီလူဟာစကားတီးတဲ့လူလားစကားမတီးတဲ့လူကမသိတတ်ဘူးလားစကားမတီးတဲ့လူသွားဆက်ဆံပေါင်းသိမိလို့ရှိရင်လေဒုက္ခဖြစ်တာပဲကိစ္စဝိစ္စတွေမှာပြဿနာတက်တာပဲဒါကြောင့်မို့လို့မြတ်စွာဘုရားကအဲ့လိုမျိုးမဖြစ်အောင်သူ့အကြောင်းကိုအကြောင်းကိုလည်းစကားတီးရမယ်သူလည်းစကားတီးရမယ်ဒါကိုဆွလို့တယ်နော်
တံဝေါဟာရေနသောစေယံဝေရိတဗံတံဝေါဟာရေနအတူတကွပြောဆိုကြည့်ခြင်းဖြင့်သောစေယံစကားလုံးရဲ့အပြောအဆိုရဲ့စင်ကြယ်မှုရှိမရှိပြည့်စုံမှုရှိမရှိစကားတိမတိကိုဝေရိတဗံသိနိုင်တယ်တဲ့လောကလူတွေဟာမလှုပ်တာကိုလည်းပဲပြောရင်ပြောတယ်လှုပ်တာကိုလည်းမပြောဘဲနေခြင်းပြောတယ်မြတ်စွာဘုရားတို့ကြတော့အဲ့ဒါမျိုးမဟုတ်ဘူးဘုရားကြတော့ယထာဝါဒီတထာကာရီတဲ့ပြောတဲ့အတိုင်းလှုပ်တယ်ယထာကာရီတထာဝါရီလှုပ်တဲ့အတိုင်းပြောတယ်လှုပ်တာနဲ့ပြောတာကွဲပြားမှုမရှိစေရဘူးเนาะကိုလှုပ်တာနဲ့ကိုပြောတာတထတည်းဖြစ်ရအဲ့ဒါလို့မဟုတ်ဘူးဆိုရင်ယုံကြည်ရမယ့်လူဖြစ်ပါမလားမဖြစ်ဘူးမြတ်စွာဘုရားကြတော့ယထာဝါရီတထာကာရီဒါကြောင့်မို့လို့တထာဂတလို့ဘုရားခေါ်တာဟာလှုပ်တဲ့အတိုင်းပြောတဲ့အတိုင်းလှုပ်တယ်ပေါ့အဲ့ဒါလို့မလှုပ်လို့ရှိရင်လောကကြီးဟာအောင်မြင်ကြီးပွားမှုဆက်ဆံရေးမှာအများကြီးအဟန့်တာဖြစ်နိုင်တယ်ပေါ့ဒါကြောင့်မို့အရေးကြီးလို့မြတ်စွာဘုရားဒီလူဟာစကားတူတဲ့လူလားစကားမတူတဲ့လူလားသူ့အကြောင်းကိုယ့်အကြောင်းသိဖို့မလိုဘူးလားလိုတယ်တဲ့စကားတီမှသူပြောတဲ့စကားဟာစကားတီတဲ့ပုဂ္ဂိုလ်မှဆက်ဆံပေါင်းသင်လို့ရတယ်တဲ့ဟောနောက်တစ်ခုကြည့်ကြအောင်ဆိုနောက်တစ်ခုကဘာတော့ဆိုရင်လူတယောက်ရဲ့စိတ်ဓာတ်ခိုင်မာမှုဟာဘယ်လောက်ရှိတယ်လဲဆိုတာကိုအာပဒါတုထာမောဝေဒိတဖောအာပဒါတုဘေးရန်တွေဒုက္ခတွေကျုံလာတဲ့အခါမှာထာမောလူတယောက်ရဲ့စွမ်းရည်တတ္တိစိတ်ဓာတ်ကြံ့ခိုင်မှုကိုဝေဒိတဖောသိနိုင်တယ်လောကလူတွေဟာစိတ်မာသလိုလိုနဲ့စိတ်ပြောတဲ့လူတွေအများကြီးပဲเนาะစိတ်ဓာတ်ကြံ့ခိုင်မှုဘယ်လောက်ရှိသလဲဆိုတာအခက်ခဲတွေနဲ့ကြုံပြီးတဲ့အခါမှာသိနိုင်တယ်ဒါစမ်းသပ်ကြည့်ဖို့တွေပြောတာပေါ့စမ်းသပ်ပြီးတော့ကြည့်လို့ရှိရင်လူရဲ့စိတ်ဓာတ်ခိုင်မာမှုဟာအပြောနဲ့တင်မရဘူးတဲ့ဌာမဆိုတာစိတ်ဓာတ်ခိုင်မာတာအာဗရဆိုဘေးရန်တွေဒုက္ခတွေကျုံလာတဲ့အခါမှာသူ့ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုဘယ်လောက်ရှိတယ်လောကလူတွေကနော်ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ချိတ်ဟာမီးနဲ့တွေ့တဲ့အခါမှာအေးပျော်သွားသလိုဖျောင်းဟာလည်းအပူနဲ့တွေ့ရင်ပျော်ကျသွားသလိုဒီတိုင်းနေတော့မာနေတယ်လို့ရှိပေမဲ့လို့ဒုက္ခရောက်ပြီဆိုလို့ရှိရင်ပျော့ညံ့သွားတတ်တယ်တဲ့ဟုတ်ကဲ့လားအဲ့ဒါကြောင့်မို့လို့လူရဲ့စိတ်ဓာတ်ခိုင်မာမှုရှိမရှိဆိုတာဘာနဲ့စမ်းသပ်ရမလဲလို့ဆိုရင်ဒုက္ခရောက်တဲ့အခါမှာကြည့်ရမယ်အဲ့ဒီမှာမြတ်စွာဘုရားဟောထားတယ်အာပဒါဆိုတာလူတွေကမရှောင်လွဲနိုင်ပဲနဲ့ကြုံတွေ့ရတဲ့ဒုက္ခတွေရှိတယ်။ဘာတွေလဲလို့ဆိုရင်ဘောဂပြဿနာစီးစိမ်ဥစ္စာတွေပျက်စီးတယ်အယောင်းဝယ်လုပ်တဲ့အခါမှာငွေတွေဘယ်လောက်ဆုံးသွားတယ်အယောင်းဝယ်လုပ်တဲ့လူတွေဒါကြုံမှုမှာနော်အဲ့ဒီလိုအချိန်မှာစိတ်ဓာတ်ကြံ့ခိုင်မှုမရှိလို့ရှင်သွားရောအဲ့ဒီပုဂ္ဂိုလ်ဌာမဆိုတဲ့စိတ်ဓာတ်ကြံ့ခိုင်မှုမရှိရင်သွားပို့ပြီးတော့စီးပွားရေးတွေပျက်စီးသွားဘောဂပြဿနာပြဿနာတရား၅ပါးတဲ့ကဘောဂပြဿနာပစ္စည်းဥစ္စာပျက်စီးတာနဲ့ကြုံသွားလို့ရှင်လေဒီလူဟာစိတ်ဓာတ်ဘယ်လောက်ထိအောင်ကြံ့ခိုင်တယ်ဆိုတာအကဲခတ်လို့ရသွားပြီကြံ့ခိုင်တယ်မကြံ့ခိုင်ဘူးသိနိုင်တယ်နောက်တစ်ခုကဘာလို့ဆိုရင်ညာတိပြဿနာစေတမျိုးတွေတဲ့ကပျက်စီးသွားစေတမျိုးတွေသေဆုံးတယ်ပျက်စီးတယ်ဆိုလို့ရှိရင်စိတ်ဓာတ်ကြံ့ခိုင်မှုဘယ်လောက်ရှိတယ်လဲစိတ်ဓာတ်မကြံ့ခိုင်တဲ့ပုဂ္ဂိုလ်ဟာပြိုလဲသွားတာပဲအဲ့ချိန်ဟောဒါတွေကလူတွေဟာလူလောကမှာနေနေတဲ့ကြတဲ့ပုဂ္ဂိုလ်တွေညာတိပြဿနာဆိုတာကြုံရတာကြီးပဲမဟုတ်လားမကြုံဘူးဆိုတာမရှိဘူးအိမ်တိုင်းညာတိပြဿနာဆိုတာကြုံတာကြီးပဲနော်ဆွေတွေမျိုးတွေကနေပြီးတော့ပျက်စီးဆုံးရှုံးသွားတာတွေကြုံပြီဆိုရင်စိတ်ဓာတ်ကြံ့ခိုင်မှုမရှိတဲ့လူကပြိုလဲသွားနိုင်တယ်အဲ့ဒါကိုပြောတော့စိတ်ဓာတ်ကြံ့ခိုင်မှုရှိမရှိအဲ့ဒီအချိန်မှာသိတာတယ်ပေါ့
နောက်တစ်ခုကရောဂဗျသနာရောဂဗျသနာဆိုတာယောဂဖြစ်တာယောဂဒီပင်လင်ပျက်စီးဖို့ဖြစ်လာတာဗျသနာတရား၅ပါးရှိတယ်နော်ညာတိဗျသနာတဲ့ဘောဂဗျသနာတဲ့ရောဂဗျသနာဒီနေရာမှာဒီ၃မျိုးပဲပြောနေတာသီလဗျသနာနဲ့ဒိဋ္ဌိဗျသနာနှစ်ခုကကိုချင်းတရားနဲ့အမြင်နဲ့ဆိုင်လောကလူတွေဟာစိတ်ဓာတ်မခိုင်တာဘာနဲ့ပတ်သက်မခိုင်လို့ဆိုရင်ညာတိဗျသနာဆွေတွေမျိုးတွေပျက်စီးရင်လည်းငိုကြတယ်ဟုတ်ကဲ့ဘောဂဗျသနာစည်းစိမ်ဥစ္စာတွေပျက်စီးရင်လည်းငိုကြတယ်ရောဂဗျသနာယောဂဖြစ်ရင်လည်းငိုကြတယ်သို့သောသီလဗျသနာကိုချင်းတရားပြတ်သွားဘယ်သူမှမငိုဘူးဘယ်သူမှမငိုဘူးဒိဋ္ဌိဗျသနာအယူဝါဒပြောင်းလဲဖောက်ပြန်သွားတယ်ဘယ်သူမှမငိုအရေးကြီးတာကတော့သီလဗျသနာနဲ့ဒိဋ္ဌိဗျသနာအပယ်ထိအောင်ကြာစေနိုင်တယ်ညာတိဗျသနာဘောဂဗျသနာရောဂဗျသနာဆိုတဲ့ဒီဗျသနာတရား၃ပါးကဒီတဘဝတည်းပဲခံရတာတဲ့အဲ့တော့ဟိုဘက်ကျတော့တတ္တိကောင်းတယ်ဒီဘက်ကျတော့တတ္တိမကောင်းဘူးဒီလိုဖြစ်တယ်နော်အဲ့ဒါဘာလို့ဖြစ်ရတာလဲဆိုတန်ဖိုးထားရခြင်းမတူလို့ပေါ့သူတော်ကောင်းတွေကြတော့ညာတိကိုလည်းဒီလောက်တန်ဖိုးမထားဘူးဘောဂကိုလည်းဒီလောက်တန်ဖိုးမထားဘူးသူတို့တန်ဖိုးထားတာကဘာတော့ဆိုသီလနဲ့ဒိဋ္ဌိအဲ့ဒါအပြစ်မခံဘူးဒါကသူတော်ကောင်းတွေရဲ့အတွေ့ဟုတ်ကဲ့တာမန်ပုဂ္ဂိုလ်တွေကအဲ့လိုမဟုတ်ဘူးအေးညာတိဗျသနာနဲ့တွေ့လိုက်တဲ့အခါမှာမခံနိုင်ဘူးဘောဂဗျသနာနဲ့တွေ့တဲ့အခါမှာမခံနိုင်ဘူးရောဂဗျသနာဆိုတဲ့အခါယောဂဖြစ်လာလို့ရှိရင်လေလူတွေကမခံနိုင်ကြဘူးမခံနိုင်သည့်အတွက်ကြောင့်မြန်မာပြည်မှာဗုဒ္ဓဘာသာလူမျိုးတွေပင်ဖြစ်လက်ကြတာယောဂကိုနာမည်တက်လိုက်လို့ရှိရင်ဒီလူကမြန်မြန်သေသွားတတ်တယ်မခံနိုင်လို့ဟုတ်ကဲ့လားမခံနိုင်သည့်အတွက်ကြောင့်သေမဲ့ယောဂမျိုးဆိုလို့ရှိရင်အဲ့ဒီလူကမြန်မြန်သေသွားတတ်တယ်ခံနိုင်ပြီဆိုလို့ရှိရင်အသက်ရှည်နေတဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်ဆရာဝန်တွေက3လပဲခံမယ်5လပဲခံမယ်6လပဲခံမယ်ဆို6နှစ်လောက်နေသွားတာတွေတောင်ရှိသေးတယ်ဘာဖြစ်လို့စိတ်ထက်ကြံ့ခိုင်တဲ့ပုဂ္ဂိုလ်တွေမှာစိတ်ထက်ကြံ့ခိုင်လို့ရှိရင်ဘာမှမဖြစ်ဘူးလူဆိုတာတော့ယောဂရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒီနေ့တော့သေမှာပဲမဟုတ်လားအေးစိတ်ထက်ကြံ့ခိုင်အောင်ကြိုးစားဖို့ကဒါလူရဲ့အရည်ချင်းတစ်ခုပဲဘာတွေပဲလာခဲ့စိတ်ထက်ကြံ့ခိုင်နေရဆိုလိုတာကတစ်ဖက်ကပြောမယ်ဆိုရင်လောကဓာတ်မုံတိုင်းကိုကြံ့ကြံ့ခံဖို့ပေါ့မုံတိုင်းနဲ့တွေ့တဲ့အခါမှာကြည့်တစ်ပင်ကြီးတွေကရိမ့်ထိုးနေတယ်တချို့ကြတော့တစ်ပင်ကြီးတွေဟာအကိုင်းတွေကျိုးကျသွားတချို့ကြတော့အမြစ်ပါထောင်လဲသွားကြံ့ခိုင်မှုမရှိတာကိုပြောတာနော်ကဲတောင်ကြီးတွေကြတော့မုံတိုင်းနဲ့တွေ့တာဘာဖြစ်တော့ဘာဖြစ်ဒါကြောင့်မို့လို့တောင်ကဲ့သို့ကိုယ်စိတ်ဓာတ်ခိုင်မာအောင်ကြိုးစားအထောက်ဒါကိုဌာမလို့ပြောတာနော်လောကမှာနေလို့ရှိရင်လောကဓာတ်မုံတိုင်းဆိုတာလာမှာပဲဆွေမျိုးတွေပျက်စီးတာနဲ့လည်းကြုံရမယ်စီးစိမ်ဥစ္စာတွေပျက်စီးတာနဲ့လည်းကြုံရမယ်ယောဂဖြစ်တာနဲ့လည်းကြုံရမယ်ဘာပဲကြုံလာတုံလောက်ခြောက်ခြားမှုမရှိဘဲနဲ့ကြံ့ကြံ့ခိုင်နိုင်ရမယ်ဒါလေ့ကျင့်ယူရမယ်ဟာပြောတာနော်အေးမသိကျင်ဘူးဆိုတဲ့ပုံကိုယ်တွေကသိလာတဲ့အခါကျမခံနိုင်တော့ဘူးသွားခံနိုင်အောင်ကိုယ့်ကိုလေ့ကျင့်ထားရမယ်လို့ဒီလိုဆိုလို့မြတ်စွာဘုရားကမရဏတတိဘာဝနာတို့ဘာလို့ပွားခိုင်းတာဆိုတာဒါကိုပြောတာနော်စိတ်ဓာတ်ကြံ့ခိုင်မှုအတွက်ကိုယ်စိတ်ကိုလေ့ကျင့်ထားတဲ့မလေ့ကျင့်လို့ရှိရင်စိတ်ဓာတ်ဟာပျော့ညံ့ပြီးတော့မဖြစ်တဲ့အကုသိုလ်တွေဖြစ်လာတာပေါ့တောကတွေပရိဒေဝတွေနဲ့ဒီလိုဖြစ်တာကောင်းပြီဒါကြောင့်မို့မြတ်စွာဘုရားကအာပဓာတုထာမောဝေရိတဘောတဲ့ဒုက္ခကျုံလာတဲ့အခါမှာလူရဲ့စိတ်ဓာတ်ချမ်းခိုင်မှုရှိမရှိဆိုတာကိုသိရတယ်ကဲနောက်တစ်ခုကဘာလဲလို့ဆိုရင်ပညာလူတွေမှာတန်ဖိုးရှိဆုံးအရာဟာပညာပဲပေါ့တန်ဖိုးရှိဆုံးအရာပညာပဲ
လူတွေရဲ့အသိဉာဏ်ကြောင့်လူလောကလူတွေဟာတိရစ္ဆာန်ကိုအုပ်ချုပ်နိုင်တာတိရစ္ဆာန်တွေတဲ့လူကသားနေတာဒီအသိဉာဏ်ပဲဟုတ်ကဲ့ဒီပြင်ဘက်ကပြိုင်မယ်ဆိုရင်လူတွေကအရှုံးပဲကြည့်လေခွေးတစ်ကောင်နဲ့အပြေးပြိုင်ကြည့်ပါလားဘယ်သူရှုံးလူရှုံးမှာပဲငါးတစ်ကောင်နဲ့ရေကူးပြိုင်ကြည့်ပါလားဘယ်သူရှုံးငှက်နဲ့ပြိုင်ပြီးတော့ကောင်းကင်ပြန်ကြည့်ပါလားဘယ်သူရှုံးလူပဲရှုံးသူတို့စွမ်းရည်တတ္တိမမီဘူးငါးရဲ့ရေကူးနိုင်တဲ့စွမ်းရည်တတ္တိလူမမီဘူးခွေးတို့ယုံတို့တိရစ္ဆာန်တွေရဲ့လျင်မြန်မှုကိုလူတွေမမီဘူးနော်ငှက်တွေလိုကောင်းကင်ပြန်နိုင်စွာမရှိဘူးဆင်ကြီးနဲ့ပြိုင်ပြီးတော့တစ်စုံတစ်ခုကိုမမယ်ဆိုရင်ဘယ်သူရှုံးမလို့ဒါဖြင့်လူကအရာရာမှာရှုံးနေတယ်တဲ့ဒါဖြင့်လူကအနိုင်ရတဲ့လူရဲ့အရေးချင်းဟာပါလဲဆိုပညာပဲဒီအကြောင်းကိုအင်္ဂလိပ်လိုရေးထားတဲ့စာအုပ်တုပ်ထဲမှာပါတယ်A Science of Human ဆိုတဲ့စာအုပ်ထဲမှာလူရဲ့ခန္ဓာကိုယ်တိဆောက်ပုံကအမတန်ကိုယ်ကာနိုင်တယ်တဲ့ခုနကအချက်ကလေးတွေသူကစဉ်းစားပြီးတော့ပြထားတယ်အလွန်တဘာဝကြတာပေါ့ဒါနော်အဲ့တော့လူသားတာကသူတို့ကြတော့ဗာရေးထားတော့ဆို brain နဲ့အုံနောက်ကတာတယ်လို့ပြောတယ်ဘုန်းကြီးတို့စာပေရဆိုလို့ရှိရင်ပညာကတာတယ်လို့ပြောပါမယ်နော်အဲ့တော့လူလောကလူရလို့ဖြစ်လာတယ်ဆိုလို့ရှိရင်အသိပညာဟာသိတန်မိုးရှိတယ်တန်မိုးရှိသည့်အတွက်ကြောင့်လူဘဝရောက်လာလို့ရှိရင်ဘာလုပ်ကြလဲအခုချိန်မိဘကစပြီးတော့သင်ပေးပြီမဟုတ်လားနောက်ကြရင်ဘယ်ပို့တော့ကျောင်းပို့တယ်ကျောင်းပို့တာဘာအတွက်တော့ပညာအတွက်ပဲဒီတိုင်းနေလို့ရှိရင်ပညာမရှိဘူးဆိုလို့ရှိရင်ပညာမရှိသူဤဝန်ထမ်းနဲ့ဆိုပြီးပညာရှိအောင်ကြိုးစားဖို့တွေအမျိုးမျိုးလူရဲ့တန်ဖိုးဟာပညာဆိုတာအလွန်ထင်ရှားတယ်ပေါ့နော်လူလောကလူတွေဟာအလုံးပေါ်မှာအုပ်စီးနိုင်တာပညာကြောင့်ပဲဒါဖြင့်အဲ့ဒီပညာဟာဒီလောက်တန်ဖိုးရှိတဲ့ပညာဒီလူမှာပညာရှိမရှိဘယ်နည်းနဲ့သိနိုင်တုံးဆိုတာကိုမြတ်စွာဘုရားကတာကိစ္ဆာယပညာဝေဒိတပါတာကိစ္ဆာယဆွေးနွေးတိုင်ပင်ခြင်းဖြင့်သို့မဟုတ်အတူတကွစကားပြောဆိုကြည့်ခြင်းဖြင့်ပညာလူတယောက်ရဲ့အသိပညာကိုဝေဒိတပါသိနိုင်တယ်ဒီလူဟာအသိပညာရှိမရှိဆိုတာဟာသူနဲ့ဆွေးနွေးမေးမြန်းကြည့်ခြင်းဖြင့်သိနိုင်တယ်လို့ပြောတာနော်အဲ့တော့လူတယောက်ရဲ့ပညာရည်ချင်းကိုသိကျင်တယ်ဆိုလို့ရှိရင်သူနဲ့ဆွေးနွေးကြည့်တဲ့အခါသူပြောတဲ့စကားရဲ့အတိမ်အနက်သူပြောတဲ့စကားဟာတိမ်သလားနဲ့သလားဓာတ်ပေါ်မှာမူတည်သူပြောတဲ့စကားဟာအနှစ်သာရရှိသလားအနှစ်သာရမရှိဘူးလားသူမေးတဲ့မေးခွန်းသူဖြေရှင်းပုံသူရှင်းပြပုံဟာအနှစ်သာရရှိသလားမရှိဘူးလားအဲ့ဒီပေါ်မှာမူတည်ရမယ်ဟုတ်ကဲ့လားအဲ့ဒါဥပမာလေးတစ်ခုနဲ့ကြည့်မယ်ဆိုလို့ရှိရင်ရေဆိုပါစို့ရေထဲမှာငါးတွေရှိတယ်ငါးသေးသေးလေးကနေပြီးတော့ရေအောက်မှာငါးသေးသေးလေးရှိလို့ရှိရင်ရေလှိုင်းလေးတွေရေဝဲလေးတွေကသေးသေးလေးပဲထွက်တယ်အဲ့ဒါကိုကြည့်ပြီးတော့ဟောငါးသေးတယ်ပေါ့ပြောလို့မရဘူးလားဒီငါးလေးကသေးသေးလေးပဲလှိုင်းခရက်ကလေးကသေးသေးလေးပဲထားတယ်ဆိုငါးသေးသေးလေးလို့ဒီလိုပြောလို့ရတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့လှိုင်းခရက်ကြီးကြီးမားမားထားလို့ရှိရင်ဘာလို့ပြောရမလဲငါးကြီးကြီးလို့ပြောရမယ်တဲ့အဲ့ဒါမျိုးလိုပဲပုဂ္ဂိုလ်တယောက်ဟာသူပြောတဲ့စကားဟာအတိမ်အနက်နှမျိုးမှာသူကတိမ်တိမ်ပဲသူပြောတဲ့စကားဟာအပေါ်ယံပဲအနှစ်သာရခင်းမဲ့တယ်ဆိုရင်ဒီလူပညာမရှိဘူးအနှစ်သာရရှိပြီးတော့လေးနဲ့တဲ့စကားမျိုးဆိုရင်ဟာဒီလူကပညာရှိတယ်လို့ပြောရတယ်ဒီလိုပညာရှိမရှိဆိုတာကိုလည်းပဲမြတ်စွာဘုရားကကာလအတော်ကြာမှသိတယ်တဲ့တတိထားကြည့်မှသိတယ်ပညာရှိမှသိတယ်လို့ဒီလိုဟောတယ်ဟုတ်ကဲ့လားအဲ့ဒါသူ့အကြောင်းကိုယ်အကြောင်းဆိုတာဒါကိုပြောတာသူ့အကြောင်းသူ့ပြန်ပြီးတော့ချုပ်ကြည့်လိုက်တဲ့အခါကျတော့
ကိုယ်သီလရှိမရှိသူ့သီလရှိမရှိသူ့အကြောင်းကိုယ့်အကြောင်းပေါင်းသင်းကြည့်မှသိမယ်ဩစကားပြောကြည့်တဲ့အခါမှာဂရိတီတယ်မတီးဘူးရှေးစကားနောက်စကားညီတယ်မညီဘူးဆိုတာသိနိုင်တယ်ဆင်းရဲဒုက္ခကြုံတဲ့အခါမှာဒီလူရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုရှိမရှိဆိုတာသိနိုင်တယ်ဆွေးနွေးပြီးတော့စကားပြောဆိုကြည့်တဲ့အခါကျတော့မှတိုင်ပင်ဆွေးနွေးကြည့်တဲ့အခါမှာဒီလူဟာပညာရှိတယ်မရှိဘူးဆိုတာသိနိုင်တယ်ဆိုလူတွေမှာတန်ဖိုးရှိတဲ့အရာတွေကဘာတွေတုံးဆိုတာကိုဒီသုတ်တန်အရာကောက်ချက်ချကြည့်လို့ရှိရင်နံပါတ်1ကိုချင်းတရားနံပါတ်2စကားတည်တာနံပါတ်3ကစိတ်ဓာတ်တည်ငြိမ်မှုစိတ်ဓာတ်ကြံ့ခိုင်မှုနံပါတ်4ကဘာလဲပညာဒီအရေးချင်းတွေသူများတွေပြည့်စုံဖို့မဟုတ်ဘူးဘုန်းကြီးတို့တွေပြည့်စုံဖို့ပြောနေတာနော်မပြည့်စုံသေးဘူးဆိုရင်ကိုယ်တိုင်ပြည့်စုံအောင်လုပ်ရမယ်ပြည့်စုံဖို့ဟာအမတန်မှအရေးကြီးပါတယ်နံပါတ်1ကိုချင်းတရားနဲ့ပြည့်စုံအောင်လုပ်ရမယ်ဒါကိုအကြောင်းပဲနံပါတ်2ကစကားတည်ရမယ်နံပါတ်3ကစိတ်ဓာတ်ကြံ့ခိုင်ရမယ်နံပါတ်4ကပညာရှိရမယ်ဒီအရေးချင်းတွေအမတန်မှအရေးကြီးတယ်ကဲပညာဆိုတာနဲ့ပတ်သက်ပြီးတော့ပညာကလောကီပညာလောကုတ္တရာပညာလို့ဆိုပါစို့သို့မဟုတ်ဓမ္မရေးရာပညာလောကီနဲ့ပတ်သက်တဲ့ပညာတွေကလည်းအမျိုးမျိုးရှိတယ်စီးပွားရေးပညာရှိတယ်လူမှုရေးပညာရှိတယ်ပညာမျိုးစုံရှိတယ်ပေါ့ပညာဆိုတာဘယ်ပညာပဲတတ်လောကီပညာတွေတတ်ရင်တဘဝတဏ္ဍစာတော့မရပေဘူးလားအောက်ထစ်ဆုံးကနေဆက်ချုပ်တတ်တယ်ဆိုလို့ရှင်လည်းရတာဟုတ်ကဲ့ကွန်ပျူတာကင်တတ်တယ်ဆိုလဲထမင်းစားရမှာပဲပေါ့ပညာရဟာဘာပညာနဲ့ပဲဖြစ်ဖြစ်ဘဝယက်တည်ဖို့အတွက်အထောက်အကူမဖြစ်ဘူးလားဘဝယက်တည်ဖို့အတွက်အထောက်အကူဖြစ်ရုံကလေးနဲ့ခြေနှက်နေမယ်ဆိုလို့ရှိရင်လူဖြစ်ရကြတော့မနှက်သေးဘူးဘာဖြစ်လို့တော့ဆိုတော့ဘယ်တတ္တဝါပဲဖြစ်ဖြစ်သူရောက်ရှိလာတဲ့ဘဝလေးကိုတော့သူ့ဟာသူကြိုးစားပြီးယက်တည်ဖို့ယက်တည်နိုင်အောင်သူ့ဟာသူကြိုးစားကြမှာပဲဒါအလေးနဲ့ထားရတဲ့ကိစ္စလည်းမဟုတ်ဘူးဟုတ်ကဲ့လားဘဝယက်တည်ရေးအတွက်လူတိုင်းကြိုးစားတာအဆန်းမဟုတ်ဘူးဒါဖြင့်ဘာကအရေးကြီးတာတုံးလို့ဆိုတော့အမတန်မှထူးခြားတဲ့ပညာယက်တည်သိနိုင်ဖို့အခွင့်အလမ်းတွေရှိနေတဲ့အချိန်မှာဓမ္မရေးရာနဲ့ပတ်သက်တဲ့ပညာယက်တွေရဖို့ကပိုအရေးကြီးပါတယ်။ဘာဖြစ်လို့တော့ဆိုရင်ဒီပညာယက်ကနေရာတကာမှာမရနိုင်ပါဘူး။ဒီပညာယက်ကနေရာတကာမှာမရနိုင်ဘူး။ဓမ္မနဲ့ပတ်သက်တဲ့ပညာဟာဖျားပွင့်တဲ့အခါမှာရနိုင်တယ်ပေါ့။ဖျားပွင့်ပြီးတော့ဖျားတရားနာခွင့်ရတဲ့အခါမှာရနိုင်တယ်တဲ့။ကောင်းပြီတကယ်အရေးကြီးတဲ့ပညာတွေကဘာတွေလဲဓမ္မပညာနဲ့ပတ်သက်ပြီးတော့ဘဝခရီးကိုဘုန်းကြီးတို့တွေရှောက်လန်းရမယ်ဆိုရင်နံပါတ်1ဘာအရေးကြီးလဲသိရမယ့်ပညာတစ်ခုကဘာလဲကုသိုလ်နဲ့အကုသိုလ်သိတဲ့ပညာဒါအရေးကြီးတယ်ပေါ့ဒါကကုသိုလ်ဒါကအကုသိုလ်သို့မဟုတ်ဒါကအပြစ်ရှိတဲ့အလုပ်ဒါကအပြစ်မရှိတဲ့အလုပ်လို့ဒီလိုသိဖို့အရေးမကြီးဘူးလားအပြစ်ရှိတာအပြစ်မရှိဘူးဆိုတာမှမသိဘူးဆိုလို့ရှိရင်ဘာတွေဖြစ်လာနိုင်တော့အပြစ်ရှိတာကိုမရှိဘူးလို့ထင်တယ်ရှိတာကြတော့မရှိဘူးလို့ထင်တယ်ဟုတ်ကဲ့လားအပြစ်ရှိတာကြတော့အပြစ်မရှိဘူးလို့ထင်တယ်အပြစ်မရှိတာကြတော့အပြစ်ရှိတယ်လို့ထင်တယ်ထင်တဲ့အခါထင်ယုံနေရတာမဟုတ်ဘူးအပြစ်ရှိတာကိုအပြစ်မရှိဘူးထင်ပြီးတော့လုပ်တယ်ဒုက္ခမရောက်ဘူးလားအပြစ်မရှိတာကိုအပြစ်ရှိတယ်ထင်ပြီးတော့မလုပ်ဘဲနေတယ်ဒုက္ခမရောက်ဘူးလားရောက်တယ်ဒါကြောင့်မို့နံပါတ်1အရေးကြီးဆုံးကဟုတ်လားခြုံပြောမယ်ဆိုရင်ကုသိုလ်အကုသိုလ်ဆိုတာစာစကားသံပါလို့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိဖို့အရေးကြီးတာပဲဘယ်ဟာလှုပ်တဲ့တယ်ဘယ်ဟာမလှုပ်တဲ့ဘူးဆိုတာဒါသိဖို့အရေးမကြီးဘူးလား
မသိဘူးဆိုလို့ရှိရင်မလုတ်တဲ့နာကိုလုတ်တဲ့တယ်လို့ထင်လိုက်မယ်လုတ်တဲ့နာကြတော့မလုတ်တဲ့မှုလို့ထင်လိုက်မယ်အဲ့ဒီနှစ်ခုစလုံးဟာမလုတ်တဲ့နာကိုလုတ်ရင်လည်းအပြစ်ပဲလုတ်တဲ့နာကိုမလုတ်ရင်လည်းအပြစ်ပဲတဲ့တူတူပဲအကျိုးမဲ့ဖြစ်စေတာချင်းဟာတူတူပဲဒါကြောင့်မို့လူလောကရောက်လာလို့ရှိရင်စာဝတ်နေရေးပညာလေးတင်မဟုတ်ဘဲနဲ့လှုပ်တဲ့မလှုပ်တဲ့ကုသိုလ်အကုသိုလ်အပြစ်ရှိမရှိဆိုတာလေးသိအောင်အခြေခံအပြင်ကြိုးစားတဲ့နဲ့ပေါ့ဒါအခြေခံသိရမယ့်ပညာလေးတစ်ခုကဲဒီတဲ့အဆင့်တစ်ခုမြင်လိုက်ပါအောင်ဒီလောက်လေးသိုံလေးနဲ့တော့မလုံလောက်သေးဘူးနောက်သိရမှာဘာတော့လို့ဆိုလို့ရှိရင်လူဆိုတာဘာနဲ့ဖွဲ့စည်းထားသလဲလူဆိုတာရုပ်နဲ့နာနှမျိုးနဲ့ဖွဲ့စည်းထားတယ်ရုပ်ဆိုတာအာယုံကိုမသိတတ်ဘူးထင်ထင်ရှားရှားပြောင်းလဲပျက်စီးတတ်တယ်ဆန့်ကျင်မဲ့အကြောင်းတရားတွေနဲ့တွေ့ရင်ထင်ထင်ရှားရှားပြောင်းလဲပျက်စီးသွားတာဟာရုပ်တမန်အားဖြင့်တရုပ်ထုတ်ကြည့်မယ်ဆိုလို့ရှိရင်လူတဏ္ဍာမှာရှိတဲ့မာပြော့ပြော့အဆိုင်အခဲတွေအလုံးဟာပထဝီပဲဟုတ်ကဲ့လားအရေးသဘောတွေယူစည်းတဲ့သဘောတွေစုစည်းထားတဲ့သဘောတွေကအာဘောစုစည်းထားတဲ့သဘောတွေကအာဘောပူတယ်အေးတယ်ဆိုတဲ့သဘောကတေဇောတွန်းကန်တယ်လှုပ်ရှားတယ်စုနေအောင်တွန်းထားတယ်ဆိုတဲ့သဘောတွေကမာယောဒုက္ခနာကိုယ်ထဲမှာဒါပဲရှိတယ်လို့ဒီသိတဲ့အတိကြတော့ခုနအတိတဲ့မြင့်သွားပြီပေါ့အေးယုတ်ဓမ္မတွေအကြောင်းကိုအခြေခံကနေစသိတယ်နောက်နန္တရားတွေအကြောင်းကိုသိတယ်နန္တရားတွေဟာကိုယ်တဏ္ဍာမှာအမြဲရှိနေသလားဆိုတာစဉ်းစားကြည့်ဖို့လိုတယ်ပေါ့ဒလဇတ်ဖြစ်နေတာတော့ဟုတ်တယ်သို့တော့ဒီနန္တရားလေးတစ်ခုကမွေးကြတဲ့ကစလာတာခဏိထိရှိတော့ပဲလို့အများအားဖြင့်အဲ့ဒါလို့ထင်နေကြတယ်မဟုတ်ဘူးနန္တရားဟာပေါ်ပြီးချက်ချင်းပြောက်သွားတာအကြောင်းတိုက်ဆိုင်လို့ပေါ်လာပြီးတော့ချက်ချင်းပြောက်သွားတာဘယ်အရာမှရပ်နေတာမရှိဘူးပို့ပြီးတော့သိကျင်တယ်ဆိုလို့ရှိရင်ဥပမာလေးတွေနဲ့ကြည့်ရတယ်အေယာဝတီမြစ်ကမ်းခြေကိုသွားပြီးတော့မြစ်ရည်တွေကိုကြည့်ကြလိုက်ပေါ့ကိုကြည့်နေတဲ့မြစ်ရည်တွေကပထမဆုံးစကြည့်တဲ့မြစ်ရည်ကစီးသွားပြီနောက်တစ်ခါထပ်ကြည့်ရင်အဲ့ဒီမြစ်ရည်ဟုတ်သေးရဲ့လားအဲ့ဒီတိုင်းပဲယုတ်တရားတွေနံတရားတွေဆိုတာထင်ထာဝရပြောင်းလဲနေတာလို့ဒီလိုသိတဲ့ပညာဟာရုပ်နဲ့နာနဲ့ရုပ်ဆိုတာအာယုံကိုမယူတတ်ဘူးမသိတတ်ဘူးအသိမရှိဘူးနာဆိုတာအာယုံကိုသိတတ်တယ်ဒီနှစ်ခုပေါင်းစပ်ထားတာဖြစ်တယ်ဆိုပါစို့အိယာတဲ့လဲလျောင်းနေရင်ကိုယ့်ကိုစဉ်းစားကြည့်ပေါ့ဟောဒီအိယာကြီးကငါပေါ်မှာလူတယောက်လဲလျောင်းနေတယ်ဆိုတာကိုမသိသလိုငါရဲ့ရုပ်ခန္ဓာကိုယ်ကြီးကလည်းငါဟာအိယာပေါ်မှာလဲလျောင်းနေပါလားလို့သိရလားမသိဘူးသိနေတာလေးကစိတ်ကလေးနန္တရားလေးဟောအဲ့ဒီလိုလေးတွေးကြည့်လိုက်တာနဲ့ယုံနဲ့နံနဲ့နှစ်ခုဆိုတာမထင်ရှားဘူးလားထင်ရှားပါဗျာအခြေခံအားဖြင့်ဝိပဿနာဉာဏ်လေးတွေကိုအဲ့ဒီလိုလေးရအောင်ကိုအဲ့လိုနှလုံးသွင်းကြည့်ပေါ့အိပ်ရင်လည်းနှလုံးသွင်းလို့ရတာပဲထိုင်ရင်လည်းနှလုံးသွင်းလို့ရတာပဲယုံနဲ့နံနဲ့နှစ်ခုပေါင်းစပ်ပြီးတော့လှုပ်ရှားနေတာကြည့်လေနန္တရားကနေလှုပ်ချင်တာလေးပေါ်လာသည့်အတွက်ကြောင့်ယောဂလိုက်လှုပ်နေရတယ်ရုပ်ကငါလှုပ်နေရတယ်လို့မသိဘူးနော်လှုပ်ချင်တာကနာလှုပ်နေတာကရုပ်ဆိုပြီးတော့ဒီလိုဖြစ်နေအဲ့ဒီလိုသဘောလေးကွဲသွားပြီးဒီတဲ့ပို့ပြီးတော့ရှင်းရှင်းလင်းလင်းကွဲသွားတာနာမရူပပရိစ္ဆေဒဉာဏ်လို့ခေါ်တယ်ပညာပဲဒါအဲ့ဒီပညာကြတော့တမ္မာပညာမဟုတ်တော့အဆင့်မြင့်လာပြီနာမရူပပရိစ္ဆေဒလို့ခေါ်တဲ့ယုံနဲ့နံကွဲသွားပြီနောက်ဆုံးမှာကိုယ်နှာခေါင်းကလေရှူးနေတာလေးပဲနည်းနည်းလေးအာရုံပြုတ်ကြည့်လိုက်ပေါ့လေရှူးနေတဲ့အချိန်မှာဘယ်နှခုရှိသလဲစဉ်းစားပြီးတော့ရှူကြည့်ထွက်လေဝင်လေလေးရှိတယ်အဲ့ဒီလေလေးကနှာသီးပြားကိုထိသွားတာရှိတယ်ထိမှန်းသိလိုက်တာလေးရှိတယ်ဟောသုံးခုရှိတယ်ပေါ့လေလေးကတစ်ခုနှာသီးပြားလေးကတစ်ခုသူတို့ထိလို့ထိမှန်းသိသွားတာလေးကတစ်ခုဘယ်နှခုလဲအဲ့ဒီသုံးခုထဲမှာကြည့်မယ်ဆိုလို့ရှိရင်လေလေးကဝါယောယုတ်ကလေးပဲဝါယောဖွတ်တဘာယုံလို့ခေါ်တဲ့ဝါယောယုတ်ကလေးပဲနာသီးပြားလေးကကာယပတာရလေးပဲဒါလည်းယုတ်ပဲ
သူတို့နှစ်ခုပေါင်းစုံလို့သိလိုက်တာလေးကြတော့နန္တရားလို့ဒီလိုအသက်ရှူနေတဲ့အချိန်လေးမှာရုပ်လေးနာမ်လေးဒီသဘာဝတရားလေးတွေကိုပထမတော့ဒီလိုတွေးကြည့်တာပေါ့တမ္မာသင်္ကပ္ပဆိုတာနဲ့တွေးကြည့်ပြီးနောက်ဆုံးကြတော့တိုက်ရမြင်လာတဲ့တမ္မာဒိဋ္ဌိဆိုတာပရမတ်စစ်စစ်ကိုမြင်လာမှာပေါ့ဟုတ်ကဲ့လားဒီအခြေကစလိုက်လို့နောက်ဆုံးဟာဖြစ်ခိုက်လေးထိအောင်မြင်သွားပြီဆိုရင်အစစ်မြင့်တဲ့ဟာဖြစ်သွားတယ်အဲ့ဒီလိုမြင်ပြီဆိုလို့ရှိရင်နာမရူပပြိစ္ဆေဒပေါ့နာမရူပပြိစ္ဆေဒဉာဏ်ဆိုတာ analytical knowledge of mind and matter ပဲရုပ်နဲ့နာမ်နှစ်ခုကိုကွဲကွဲပြားပြားသိသွားလို့ရှိရင်ကိုယ်တဏ္ဍာမှာဘာပြောက်သွားတော့တခဏအားဖြင့်ဘာပြောက်သွားတော့ဆိုရင်သက္ကာယဒိဋ္ဌိတဲ့ခန္ဓာကိုယ်ကြီးကိုအတ္တသို့မဟုတ်အတ္တရဲ့ပစ္စည်းဥစ္စာလို့ထင်နေတာအတ္တပိုင်ဆိုင်တဲ့အရာလို့ထင်နေတဲ့မှားယွင်းတဲ့အယူဆကြီးတစ်ခုပြောက်မသွားပေဘူးလားယုံနဲ့နာနှမျိုးသာရှိတယ်ယုံနာလွဲပြီးတော့မရှိဘူးတတ္တဝါလို့ခေါ်တာသင်္ခါရတတ္တဝါလို့ခေါ်စရာလောကမှာမရှိဘူးဒီယုံနာနှစ်ခုပဲဆိုတာကိုသဘောပေါက်သွားတယ်အဲ့ဒီပညာကြတော့ခုနပညာတွေတဲ့အဆင့်မြင့်သွားပြီပေါ့ဟုတ်ကဲ့နောက်ဒီတဲ့တခါကိုယ့်ရဲ့အသိဉာဏ်ကိုတိုးမြင့်လိုက်မယ်ဘယ်လိုတိုးမြင့်ခုနကပြောတဲ့ရုပ်တရားတွေနံတရားတွေဆိုတာအကြောင်းမဲ့ဖြစ်နေတာလားဆိုမဟုတ်ဘူးအကြောင်းရှိတယ်ကြည့်ထွက်လေဝင်လေလေးကိုတတိထားလိုက်လို့ရှင်လေလေးကနာသီးပြားလေးကိုလာထိတာထိလိုက်တဲ့အခါသိစိတ်လေးပေါ်လာတယ်လေလေးကလာထိတာရဲ့နာသီးပြားလေးနဲ့လေလေးထိလိုက်တာကအကြောင်းတရားအသိစိတ်လေးပေါ်လာတာကအကျိုးတရားအကြောင်းကြောင့်အကျိုးဆိုတာသဘောပေါက်မသွားဘူးလားတခြားနေရာတွေမှာလည်းဒီလိုပဲအကြောင်းနဲ့အကျိုးကိုဆင်ခြင်စဉ်းစားလို့ရှင်းရှင်းကြီးမြင်လာပြီဆိုလို့ရှိရင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်တာပေါ့အကြောင်းတရားတွေကိုပါတွဲဖက်ပြီးတော့သိလာတယ်ဒီတဲ့ကြဲကြဲပြန့်ပြန့်ဆိုလို့ရှိရင်ပရိစ္ဆသမုပ္ပါဒ်အတိုင်းနားလည်မှုတွေဖြစ်လာတယ်ပေါ့နော်ဒါရှိလို့ဟိုဟာရှိလာတယ်ဆိုတာတွေကိုသဘောပေါက်လာပရိစ္ဆသမုပ္ပါဒ်ကိုအကျဉ်းချုပ်ပြောတဲ့အခါမှာဣမတ္တမိန်တတိဣဒံဟောတိဒါဖြစ်ရင်ဟိုဟာဖြစ်တယ်တဲ့အကြောင်းတရားရှိရင်အကျိုးတရားလာမှာပဲဆိုပါစို့အခုကြည့်လေလျှက်စစ်မီလေးရှိနေသည့်အတွက်ကြောင့်အလင်းရောင်မရှိဘူးလားရှိပါဗျာလျှက်စစ်ဓာတ်အားပြတ်သွားတာနဲ့တပြိုင်နက်အလင်းရောင်လာပါမလားလာပါဘူးဒါဖြင့်လျှက်စစ်အားရှိနေသည့်အတွက်ကြောင့်အလင်းရောင်လာနေတယ်ဆိုတာမထင်ရှားဘူးလားသိပါပါဗျာအဲ့ဒီလိုသဘောကိုပြောတာဒါရှိလို့ဟိုဟာရှိတာဒါအကြောင်းကိုသိသွားတာပေါ့အဲ့ဒါလို့ကိုယ်ခန္ဓာကိုယ်မှာရှိနေတဲ့ယုတ်တရားနံတရားတွေဆိုပါစို့မြင်သိစိတ်ကလေးဆိုရင်မျက်စိနဲ့အဆင်းအာရုံဆုံလိုက်တဲ့အခါမှာမြင်သိစိတ်လေးပေါ်လာတယ်နားနဲ့အသံဆုံသွားတဲ့အခါမှာကြားသိစိတ်လေးပေါ်လာတယ်နှာခေါင်းနဲ့အနံ့ကလေးဆုံရင်နာမ်သိစိတ်ကလေးပေါ်လာတယ်လျှာနဲ့အရသာနဲ့ဆုံသွားရင်ခန္ဓာကိုယ်နဲ့ထိတွေ့တဲ့အာယုံနဲ့ဆုံသွားရင်စိတ်နဲ့အာယုံပေါင်းစုံပြီးသွားလို့ရှိရင်ကြံသိစိတ်ပေါ်လာတယ်ဟုတ်ကဲ့လားအဲ့ဒါဆိုင်ရာအကြောင်းလေးတွေကိုအခုလိုသဘောပေါက်တာအခြေခံသဘောပေါက်တာအဲ့ဒီလိုသဘောပေါက်လာလို့ရှင်ပစ္စယပရိက္ခဉာဏ်ဆိုလို့ရှင်ဒီပစ္စယပရိက္ခဉာဏ်ရလိုက်တာနဲ့တပြိုင်နက်လူဆိုတာသာဝရဘုရားဖန်ဆင်းလို့ဖြစ်လာတာဆိုတဲ့အတွေးဟာရှိနိုင်မှာအောင်မလားရှိလေအကြောင်းတရားတွေကိုကိုမြင်နေပြီလေဘယ်သူကလာဖန်ဆင်းအောင်မှာတော့ဖန်ဆင်းလို့မရဘူးသူ့ဘာသူဖြစ်နေတယ်ဆိုတာအကြောင်းတရားကြောင့်ဖြစ်တယ်ဆိုတာမသိပေဘူးလားအကြောင်းမဲ့သူဖြစ်ခြင်းလို့ဖြစ်တယ်ဆိုတာရောဟုတ်ကဲ့လားဟုတ်ပါဗျာမြင်သိစိတ်ကလေးကသူဖြစ်ခြင်းလို့ဖြစ်တာလားဆိုတော့မဟုတ်ဘူးမျက်စိနဲ့အဆင်းအာရုံဆုံလို့ဖြစ်တာဟောအကြောင်းနဲ့အကျိုးသိသွားတာပေါ့အဲ့ဒီလိုအခြေခံသိတာကနေစပြီးဒီတဲ့အဆင့်မြင့်တဲ့အသိတွေထိအောင်သွားရမယ်နော်ဒါအခြေခံလေးတွေကိုပြောပြတာအဲ့ဒါပစ္စယပရိက္ခဉာဏ်ရသွားတာနဲ့တပြိုင်နက်တန်တရားဆိုတာရှင်းသွားတယ်အကြောင်းတရားနဲ့ပတ်သက်ပြီးတော့တန်တရားဆိုတာမရှိတော့ဘူးပေါ့အဲ့ဒါကိုစာလို့ပြောတော့ကင်္ခာဝိတရဏဝိတုဒ္ဓိလို့ခေါ်တယ်ပေါ့ယုံမတန်တရားတွေကိုလွန်မြောက်ပြီးတော့စင်ကြယ်သွားတာအဲ့ဒီနှစ်ခုဟာအင်မတန်မှထူးခြားတဲ့ပညာရနှစ်ခုပဲအဲ့ဒီပညာရနှစ်ခုကိုအခြေခံပြီးတော့သဘာဝတရားတွေကိုဆက်လက်ပြီးတော့ဆင်ခြင်သုံးသပ်မယ်ဆိုလို့ရှိရင်
ယုတ်ဓမ္မနန္ဒမတွေရဲ့မမြဲတဲ့သဘောကိုထပ်တလဲလဲသုံးသပ်မိတယ်ဆင်းရဲတဲ့သဘောကိုထပ်တလဲလဲသုံးသပ်မိတယ်ကိုမပိုင်တဲ့သဘောတွေကိုထပ်တလဲလဲသုံးသပ်မိလာရင်သမထနာဉာဏ်လို့ခေါ်တယ်ဟောပညာတွေတစ်ခုတည်းတစ်ခုမြင်မလာဘူးလားမြင်ပါပါဗျာအဲ့ဒီကနေပြီးတော့ဖြစ်မှုပြမှုတွေမြင်လာပြီဆိုရင်ဥရိယဗျာဉာဏ်ဖြစ်သွားတယ်ပေါ့တစ်ဆင့်မြင်လာဖြစ်မှုပြမှုတွေမြင်လာတဲ့အခါဥရိယဗျာဉာဏ်နောက်ဆုံးမှာသိပြီးတော့အသေးစိတ်ပြီးမြင်လာတဲ့အခါကျတော့ဖြစ်တာတောင်မှမမြင်တော့ဘူးပြက်တာကြီးပဲမြင်နေတယ်ဆိုရင်ဘင်္ဂညာတပြက်တည်းပြက်နာတွေမြင်လာတဲ့အခါကြောက်စရာကြီးလို့စိတ်ထဲမှာထင်လာတာကဘုရားညာဟုတ်ကလားပြက်နေတာတွေမြင်တော့အော်ကြောက်စရာကြီးပါလားလို့သိလာအခုကျတော့ကြောက်စရာကြီးလို့ဘယ်သူမှမသိဘူးသိပြီဆိုရင်တော့အလောင်းကောင်ကြီးကြည့်ပြီးကြောက်စရာကြီးလို့ထင်ကောင်းထင်မယ်တစ်စေကြောက်တာဟိုအဲ့ဒါဘယညာဆိုတာကြတော့ပြက်နေတာတွေကိုမြင်သည့်အတွက်ကြောင့်ကြောက်စရာကြီးလို့မြင်လာတယ်ဟုတ်ကဲ့လားနောက်ညီငွေ့စရာသင်္ခါရတရားတွေပေါ်မှာညီငွေ့လာတယ်သင်္ခါရဆိုတာတခြားဟာတွေပြောတာမဟုတ်ဘူးကိုယ်တဏ္ဍာမှာရှိတဲ့ယုံနဲ့နံတွေကိုပြောနေတာနော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ညီငွေ့လာတယ်တွေ့တာမှုတွေညော့လာတယ်ညော့လာပြီးနောက်ဆုံးဒီသင်္ခါရတရားတွေကလွတ်မြောက်ခြင်းလာတယ်ညီငွေ့တာကနေဗိဒာညာလွတ်မြောက်ခြင်းတာကမௌစိတုကမြတညာအဲ့ဒီတော့လွတ်ချင်လာပြီဆိုရင်လွတ်ရလွတ်ကြောင်းကိုမစဉ်းစားပေဘူးလားဘယ်လိုလုပ်ရမလဲလို့စဉ်းစားတာကပဋိသင်္ခာညာဟောအဲ့ဒီနောက်ကြတော့သင်္ခါရတွေရဲ့သဘာဝတွေပေါ်မှာစိတ်ဓာတ်ကလေးဟာတည်ငြိမ်ပြီးတော့ဩသူ့သဘာဝကဒီတိုင်းပါလားလို့စိတ်ဓာတ်တည်ငြိမ်နဲ့ကြည့်ရှုနိုင်သွားတာသင်္ခါရုပ္ပခာညာလို့ခေါ်တယ်အဲ့ဒီသင်္ခါရုပ္ပခာဉာဏ်အဆင့်ရောက်သွားပြီဆိုလို့ရှိရင်ရင့်တန်လာတာနဲ့တကြိုင်နဲ့သင်္ခါရုပ္ပခာဉာဏ်ကနေဝိပဿနာဉာဏ်လမ်းဆုံးသွားပြီဆိုရင်ဒါအဆင့်မြင့်ဆုံးဉာဏ်ဖြစ်သွားပြီပေါ့နော်အဲ့ဒီဉာဏ်ကနေပြီးတော့ဟိုဘက်ကြော်လိုက်ရင်နိဗ္ဗာန်တွေ့ဖို့ပဲရှိတော့တယ်ပေါ့နိဗ္ဗာန်နဲ့ကပ်သွားပြီနော်နိဗ္ဗာန်မြင်တဲ့ဉာဏ်ကြတော့ခုနဉာဏ်နေတဲ့ပို့ပြီးတော့အဆင့်မြင့်တယ်ပေါ့အဲ့ဒါပြောတာပညာဆိုတာအဲ့ဒီအဆင့်ရောက်မှပညာဟာပြည့်စုံတယ်ပေါ့နော်လောကီပညာလေးတက်ပြီးတော့ဟဲ့ BA တဲ့ BCom နဲ့ဆိုရုံနဲ့ပြည့်စုံပါမလားပြည့်စုံဓမ္မပညာကအခုလို့သွားတာအဲ့ဒီပညာရက်တွေရမှမနုဿတ္တဘာဝဒုံလဘောလူဘဝရခဲ့တယ်ဆိုတာအဲ့ဒါအတွက်ပြောတာသာဝတိပြည့်စုံတဲ့လူဘဝရခဲ့တယ်လို့မပြောဘူးပဲဘုရားမှာနော်အခုလိုအသိဉာဏ်တွေရနိုင်တဲ့ဘဝမှာဒီလိုအသိဉာဏ်တွေရသွားပြီဆိုရင်ရခဲ့တယ်လို့ပြောတာနော်အေးရခဲ့တဲ့လူဘဝမှာတန်ဖိုးရှိတဲ့ပညာရက်တွေကိုရအောင်ယူရင်ရနိုင်ရဲ့တန်းနဲ့သာဝတိရေးဆိုတဲ့အသက်ရှိနေထိုင်ရေးဆိုတဲ့ဒီတာမန်အလုပ်တွေနဲ့အချိန်ဖြုံးပြီးတော့အခုလိုရနိုင်တဲ့သာသနာတော်နဲ့ဆက်တဲ့ဓမ္မပညာတွေကိုမရဘဲနဲ့ဘဝတစ်ခုအဆုံးသတ်သွားမယ်ဆိုလို့ရှိရင်နောက်ဘဝတွေမှာသိပ်ပြီးမျောလင်းချက်ရှိတာမဟုတ်ဘူးဟုတ်ကဲ့လားအဲ့တော့မျောလင်းချက်ရှိတုံးကြိုးစားထားလိုက်လို့ရှိရင်ခုကြိုးစားမှုဒီပါရမီပဲပါရမီဖြစ်သွားလို့ရှိရင်နောက်ဘဝဟာဒီတဲ့ကောင်းတဲ့အင်အားဒီတဲ့ကောင်းတဲ့အသိဉာဏ်တွေစွမ်းထက်တာတွေကိုရလာမှာဖြစ်ပါတယ်ဒါကြောင့်မို့ကိုယ့်ရဲ့ပါရမီဘဝလေးဒီချိန်ကစဖို့လိုအပ်ပါတယ်ဟုတ်ကဲ့လားဓမ္မပါရမီဆိုတာအဲ့ဒါမှဓမ္မပါရမီဖြစ်မှာနော်ဓမ္မဆိုတဲ့စကားလုံးကအလုံးနဲ့ဆိုင်တဲ့စကားလုံးတစ်ခုပဲတတ္တဝသင်္ခါရမဟုတ်ဘူးလူတွေရဲ့တဏ္ဍာမှာဖြစ်နိုင်တဲ့သဘာဝတရားလူတွေရဲ့တဏ္ဍာမှာဖြစ်နိုင်တဲ့သဘာဝတရားအလုံးကိုဓမ္မလို့ဒီလိုခေါ်တာဓမ္မန္တရဏံကိစ္ဆာမိဓမ္မဆိုတာကြတော့မလေးတံဖို့လေးတံနိဗ္ဗာန်လို့ဆိုတဲ့အဆင့်မြင့်တဲ့တရားတွေကိုရည်ညွှန်းတယ်ပေါ့အဲ့ဒီတရားတွေရည်ညွှန်းရင်းကနေပြီးတော့မဲ့အကြောင်းဖို့အကြောင်းမဲ့ဖို့ကိုနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့တရားဓမ္မတွေဘုရားဟောထားတဲ့တရားဓမ္မတွေအဲ့ဒါတွေကိုလည်းဓမ္မလို့ဒီလိုခေါ်တယ်အခုဒီနေ့ဟောတဲ့ဓမ္မသမာဒါနလို့ဆိုတာဓမ္မဆိုတဲ့သဘောကသူ့သဘောသူဆောင်တဲ့သဘာဝတရားကိုပြောတာလူတွေရဲ့တဏ္ဍာမှာသူ့သဘောသူဆောင်တဲ့ဓမ္မဆိုတာဘာတွေလဲလို့ဆိုရင်အကုသိုလ်အတွေကလည်းပဲဓမ္မပဲကုသိုလ်ကလည်းဓမ္မပဲ
အကောင်းနဲ့အဆိုးအကောင်းကလည်းဓမ္မပဲဘာဖြစ်လို့သူ့သဘောသူဆောင်အကုသလကလည်းအကုသိုလ်ကလည်းဓမ္မမကောင်းတာကလည်းဓမ္မပဲဘာဖြစ်လို့သူ့သဘောသူဆောင်ဓမ္မဆိုတဲ့စကားလုံးဟာဒီနေရာမှာသဘာဝတရားလို့ဒီလိုအဓိပ္ပာယ်မှတ်ယူရမှာဖြစ်တယ်သမာဒါနလို့ဆိုတာခံယူခြင်းစောင့်တည်ကျင့်သုံးခြင်းလို့အဓိပ္ပာယ်ရတယ်လောကလူတွေဟာတယောက်နဲ့တယောက်ခံယူချက်ချင်းမတူကိုယ်ခံယူချက်အတိုင်းကိုယ်ခံယူထားတဲ့အတိုင်းလှုံ့ဆော်ချက်တွေရှိကြတယ်ပေါ့နော်မိမိရဲ့ခံယူချက်အတိုင်းလှုံ့ဆော်ချက်တွေရှိတယ်အဲသမာဒါနဆိုတဲ့အဓိပ္ပာယ်ကခံယူစောင့်တည်ခြင်းစွဲမြဲမြဲမြဲလောက်ကင်နေခြင်းလို့အဓိပ္ပာယ်ရတယ်ခံယူစောင့်တည်တယ်စွဲမြဲစွာလောက်ကင်တယ်အကုသိုလ်လုပ်တဲ့လူတွေကလည်းအကုသိုလ်ကိုစွဲစွဲမြဲမြဲလှုပ်ထားပဲခံယူစောင့်တည်ထားတယ်ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကလည်းကုသိုလ်ကိုခံယူစောင့်တည်ထားတယ်စွဲစွဲမြဲမြဲလှုပ်တယ်ဘယ်ဟာပဲဖြစ်ဖြစ်ဘုန်းကြီးတို့ရဲ့တဏ္ဍာမှာကောင်းတဲ့သဘာဝတရားတွေကိုလည်းပဲခံယူချက်အတိုင်းဆောင်ရွက်ကြတယ်မကောင်းတဲ့သဘာဝတရားတွေကိုလည်းခံယူချက်အတိုင်းစောင့်တည်နေကြတယ်သမာဒါနဆိုတဲ့စကားလုံးကိုခဏ၅ပါးသီလစောင့်တည်တုန်းကသုံးသွားတယ်ပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယာမိအဲ့ဒီစကားလုံးနဲ့အဓိပ္ပာယ်အခြေခံဓာတ်သဘောအဖြစ်အခြေခံစကားလုံးရဲ့အခြေအမြစ်တူတယ်ပေါ့သမာဓိယာမိကောင်းစွာကြည်ဖြူခံယူစောင့်တည်ပါ၏လို့ဓမ္မသမာဒါနဆိုတာခံယူစောင့်တည်တာတရားဓမ္မကိုခံယူစောင့်တည်တာဓမ္မကိုခံယူစောင့်တည်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရအခုပြောထားတဲ့အတိုင်းဓမ္မဆိုတာအကုသိုလ်လည်းဓမ္မပဲကုသိုလ်လည်းဓမ္မပဲကျန်တဲ့ဝိဘက်ကရိယာလို့ခေါ်တဲ့အကျိုးမပေးတဲ့ကုသိုလ်လည်းမဟုတ်အကုသိုလ်လည်းမဟုတ်ကုသိုလ်ရဲ့အကျိုးအကုသိုလ်ရဲ့အကျိုးလည်းမဟုတ်ဘူးကျန်တဲ့သဘာဝတရားတွေကိုလည်းပဲဓမ္မလို့ခေါ်တာဒီနေရာမှာခံယူစောင့်တည်ခြင်းဆိုတာနဲ့ပတ်သက်လာတဲ့အခါကျတော့ကုသိုလ်နဲ့အကုသိုလ်ဒီနှစ်ခုကိုဆိုလိုတယ်လို့ဒီလိုမှတ်လောကလူတွေဟာမိမိတို့ရဲ့ခံယူချက်အတိုင်းကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်ကြမြတ်စွာဘုရားကတုတ်နှစ်တုတ်ဟောထားခဲ့တာရှိဓမ္မသမာဒါနတုတ်ဒီနေ့ညအဲ့ဒီတုတ်နှစ်တုတ်ထဲကမဟာဓမ္မသမာဒါနတုတ်ကိုခေါ်မှာသုလဓမ္မသမာဒါနတုတ်မဟာဓမ္မသမာဒါနတုတ်လို့သုလနဲ့မဟာတုတ်နှစ်တုတ်ကိုခွဲခြားပြီးတော့မှတ်သားထားတယ်သုလဆိုတာအငယ်မဟာဆိုတာအကြီးဓမ္မသမာဒါနပဲလောကလူတွေသဘာဝတရားကိုခံယူစောင့်တည်ထားတဲ့နေရာမှာမြတ်စွာဘုရားဟောထားတဲ့သုတ်တန်နှစ်ခုအဲ့ဒီသုတ်တန်နှစ်ခုအရခံယူကျင့်သုံးစောင့်တည်ချတဲ့အခါမှာအဓိကဘာလဲလို့ဆိုလို့ရှိရင်အသိဉာဏ်ပေါ့မြတ်စွာဘုရားတရားတော်ကယုံကြည်ချက်ကမပြဋ္ဌာန်းမှုအသိဉာဏ်ကပြဋ္ဌာန်းတယ်ယုံကြည်ချက်ကိုအသိဉာဏ်နဲ့ထိမှတခြားဘာသာတွေလို့မဟုတ်ဘူးတခြားဘာသာတွေဆိုတာယုံကြည်ချက်နဲ့သွားတာအသိဉာဏ်သိပြီးတော့လိုအပ်တာမဟုတ်ဘူးသူတို့ဆိုထားတဲ့အတိုင်းဘာသာတရားမှာလာတဲ့စာပေအတိုင်းယုံကြည်မှုကအဓိကမြတ်စွာဘုရားတရားတော်ကြတော့အဲ့ဒီလိုမဟုတ်ဘူးထူးခြားကွဲလွဲမှုကဒီတရားကြတော့တမ္မာဒိဋ္ဌိဆိုတဲ့စကားလုံးကိုပဲကြည့်တမ္မာဒိဋ္ဌိဆိုတာမှန်ကန်စွာသိမြင်ခြင်းလို့တင်လို့ပြောတာမှန်ကန်စွာသိမြင်တယ်ဆိုတာယုံကြည်တာနဲ့တခြားစီယုံကြည်တယ်ဆိုတာကိုမသိဘူးကိုမမြင်ဘူးလူတယောက်ပြောတဲ့စကားပေါ်မှာလက်ခံနေတာဒါယုံကြည်တယ်လို့ခေါ်တယ်ဘုရားရဲ့တရားတော်ရကတူတယောက်ကပြောလို့လက်ခံရတဲ့ဟာမဟုတ်ဘူးကိုယ်တိုင်သိဖို့ကိုယ်တိုင်မြင်ဖို့ဆိုတာကြိုးစားရတယ်
ဒါမို့ယုံကြည်ချက်နဲ့လုပ်တဲ့အရာတွေကမှားတာလည်းရှိတယ်မှန်တာလည်းရှိတယ်အကျိုးသွား2မျိုးရှိတယ်အသိဉာဏ်နဲ့လုပ်ထားကြတော့အမှားဆိုတာမရှိဘူးအမှန်ပဲရှိဘာဖြစ်လို့လဲဆိုတော့သိတယ်မြင်တယ်ကိုသိတာကိုမြင်တဲ့အတိုင်းကိုသိတဲ့အတိုင်းကိုမြင်တဲ့အတိုင်းလုပ်ရဘလောက်ကျင့်တတ်เสียကောင်းဒါကြောင့်မို့မြတ်စွာဘုရားတရားတော်ကြတော့သိအောင်ကြိုးစားဖို့ကအရေးကြီးတယ်ယုံကြည်ဖို့တဲ့သိအောင်ကြိုးစားမသိဘူးဆိုလို့ရှိရင်မှားရွက်နိုင်သိမှအမှန်တရားဆိုတာရမြတ်စွာဘုရားကိုယ်တိုင်ကိုတော်မြတ်ကလည်းပဲတရားဓမ္မဟောတဲ့အခါမှာအစဉ်လာဟောလာတဲ့တရားတွေစာအုပ်ထဲမှာပါတဲ့တရားတွေသူပြောလူပြောတဲ့အချက်တွေတကုရှင်ကြီးတွေကပြောတဲ့အချက်တွေအဲ့ဒါတွေကိုဟောတာမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကတိတိပပမိန်ကြားထားတဲ့စကားရှိတယ်တယံအဘိညာတဲ့ကိုယ်တိုင်သိတယ်အဲ့ဒီကိုယ်တိုင်သိတဲ့အချက်ကိုပဲသစ္စိကတ္တဝါလက်တွေ့ကြကြလှုပ်ဆောင်ကျင့်သုံးပြီးတော့မှပဝေဒေမိတရားဆိုတာကိုပြောပြတယ်တဲ့ဘလောက်သေချာလဲဆိုတာကိုယ်တိုင်သိပြီးပြောတဲ့အချက်တစ်ခုဟာလွယ်မှားစရာဘာမှအကြောင်းမရှိဘူးမသိဘဲနဲ့ပြောတဲ့ဟာတွေယုံကြည်ချက်နဲ့ပြောတာတွေကလွယ်မှားစရာတွေအများကြီးရှိတယ်ဒါကြောင့်မို့လို့ဘုရားတရားတော်ဟာအသိဉာဏ်ကိုဦးစားပေးတယ်ဘုရားဘာသာတွေဟာအသိဉာဏ်ရှိဖို့လိုတယ်ယုံကြည်ချက်တစ်မျိုးတည်းဆိုအလုံးမဖြစ်ဘူးယုံကြည်ချက်ကအသိဉာဏ်စီးပူးဖို့အတွက်ပဲအကျိုးရှိတယ်အသိဉာဏ်စီးပူးဖို့အတွက်အကျိုးရှိအသိဉာဏ်ရှိသွားပြီဆိုလို့ရှိရင်ယုံကြည်ချက်ကဒီလောက်တန်ဖိုးမရှိတော့ဘူးပေါ့ဒါကြောင့်မို့လို့မဂ္ဂင်၈ပါးဖွဲ့စည်းထားတဲ့ထဲမှာသေချာစဉ်းစားကြည့်တတ္ထာဆိုတာမပါဘူးနော်တရားဆိုတာမရှိရဘူးမဟုတ်တယ်ရှိတဲ့တရားကိုဘာနဲ့ထိန်းရလဲဆိုပညာနဲ့ထိန်းရဒါကြောင့်မလို့ပရမတ္ထစက္ခုကျမ်းကိုရေးသွားတဲ့ဒီပဲရင်ဆရာတော်ကြီးဆိုတာစာပေအရေးသားအလွန်ကောင်းတယ်ဆိုတာရှင်းရှင်းလင်းလင်းလေးရေးတတ်လို့အဲ့ဒီဆရာတော်ကြီးရေးတဲ့စကားလုံးလေးဟာမှတ်သားထားဖို့ကောင်းတယ်သူကဘာရေးထားတော့ဆိုတရားကိုပညာစောင့်မှလမ်းဖြောင့်သည်တဲ့ပညာကိုတရားစောင့်မှလမ်းဖြောင့်သည်ဆိုလိုတာကတရားနဲ့ပညာနှစ်ခုကြည့်ထားတရားကလွန်ကဲပြီးတော့ပညာအားနည်းနေလမ်းမဖြောင့်ဘူးမှားယွင်းတတ်တယ်ပညာလွန်ကဲပြီးတော့တရားနည်းနေလို့ရှင်လေလမ်းမဖြောင့်ဘူးတဲ့ဒါကြောင့်မို့လို့တရားဓမ္မကျင့်သုံးတဲ့နေရာမှာဣန္ဒြေ5ပါးဘိုး6ပါးဆိုတာဘိုးဆိုတာဗလဆိုတဲ့စကားလုံးကိုပြောတာဗလဆိုတဲ့စကားလုံးထဲမှာအဓိပ္ပာယ်ကဗလဆိုတာအင်အားဆိုတာလှုပ်ရှားမှုမရှိဘူးကြံ့ကြံ့ခိုင်နိုင်တဲ့အင်အားကိုဗလလို့ခေါ်တာဒီနေရာမှာမြန်မာကဗလကိုဘိုးလို့ပြန်လိုက်တာနော်ကြံ့ခိုင်မှုလှုပ်ရှားမှုရိမ့်ရိုက်မှုမရှိတဲ့သဘာဝတရားတွေကိုအင်အားလို့ဗလလို့ဒီလိုခေါ်တယ်ဣန္ဒြေဆိုတာဘာပြောတာတုံးဆိုအဲ့ဒီ၅မျိုးကိုတတ္တာရဲ့ဝိရိယရဲ့တတိရဲ့သမာဓိရဲ့ပညာရဲ့ဒီ၅မျိုးကိုပါဠိစကားလုံးအစစ်ကဣန္ဒြိယဟိုအိန္ဒိယနိုင်ငံရေးတာလည်းမတူဘူးနော်ဣန္ဒြိယဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်အုပ်စိုးခြင်းဆိုတဲ့အဓိပ္ပာယ်ရကြီးမှုထားခြင်းအုပ်စိုးထားခြင်းတရားကယုံကြည်တဲ့ကိစ္စမှာ तू အုပ်စိုးတယ် तू ကအဓိကဖြစ်တယ်ဝိရိယကစိတ်အားတွေကိုတွန်းအားပေးတဲ့နေရာမှာမြောက်တင်ထားတဲ့နေရာမှာဝိရိယကကြီးစိုးတယ်သဘာဝတရားတွေကိုအမှတ်ရစေတဲ့နေရာမှာတတိကကြီးစိုးတယ်သ
ဘာဝတရားတွေပေါ်မှာစိတ်တည်ငြိမ်မှုကြတော့တမာရီကကြီးစိုးတယ်အမှန်တရားကိုသိဖို့အတွက်ကြတော့ပညာ